Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ညီမကျော်စားဖြစ်တဲ့ချွေချင်းကျော်လေးပါနော်ချွေချင်းကျော်လေးရဲ့ပါဝင်ပစ္စည်းတွေကတော့ coffee pan coffee dog ခရမ်းချင်သီးမောင်လာဦးနီပစုံလေးကိုတော့စားစနင်းနှွေထားပေးပါတယ်ကြက်သွန်လေးကိုလည်းလေးစိတ်စိတ်ထားပေးပါတယ်နော်ဒီဆိုရင်တော့စီအိုးလေးတည်တင်ထားပေးပါတယ်စီဆူလာပြီးဆိုရင်ကြက်သွန်လေးကိုထည့်ပေးပါမယ်ကြက်သွန်လေးနုံးလာပြီးဆိုရင်တော့ပစုံလေးကိုထည့်ပေးပါမယ်ပစုံလေးလည်းကွေးလာပြီးဆိုရင်တော့ coffee pan coffee dog ကိုထည့်ပေးပါမယ်ပြီးရင်တော့ဝေပေးလိုက်ပါမယ်ဝေပေးပြီးဆိုရင်တော့5မိနစ်လောက်အဖုံးအောက်ထားပေးပါမယ်ကော်ဖီပန်းလေးနူးလာပြီးဆိုရင်တော့မောင်လောက်ဥနီလေးကိုထည့်ပေးပါမယ်အရသာမှုတ်တွေကတော့အချိုမောက်စာခရုစီလေးကိုထည့်ပေးပါမယ်ခရုစီလေးလည်းထည့်ပြီးဆိုရင်တော့ခရမ်းချင်သီးလေးကိုထည့်ပေးပါမယ်ခရမ်းချင်သီးလေးထည့်ပြီးရင်ဝေပေးပါမယ်ခရမ်းချင်သီးလေးညွှန်းသွားအောင်အဖုံးလေး5မိနစ်လောက်အောက်ထားပေးပါမယ်ခရမ်းချင်သီးလေးလည်းနူးလာပြီးဆိုရင်တော့အရသာလေးကိုမြည်ကြည့်ပါမယ်အခုဆိုရင်တော့အရန်ကိုလက်ကူလို့ဆင်ပြီးထမင်းစားလို့မိမ့်မဲ့ချိုချင်းကြော်လေးရပါပြီရှင်အားလုံးပဲစားကြပါအောင်